အမေရိကန်နဲ့အစ္စရေးတို့ရဲ့ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုအတွင်းအီရန်အဆင့်မြင့်ဆုံးခေါင်းဆောင်အလာတိုယာခါမေနီတည်ဆုံပြီးတဲ့နောက်၎င်းရဲ့တားဖြစ်သူအသက်56နှစ်အရွယ်မိုစတာဘာခါမေနီကိုအီရန်နိုင်ငံရဲ့အဆင့်မြင့်ဆုံးဘာသာရေးခေါင်းဆောင်အဖြစ်မလ10ရက်နေ့ကတရားဝင်ခန့်အပ်လိုက်ပါတယ်2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာအမေရိကန်နဲ့အစ္စရေးတို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့်အီရန်နိုင်ငံကိုနှစ်ပေါင်း35နှစ်ခန့်အုပ်ချုပ်ခဲ့တဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အယာတိုလာခါမေနီအပြင်အီရန်ထိပ်တန်းဗိုလ်ချုပ်40ကျော်တည်ဆုံခဲ့ပြီးအီရန်နိုင်ငံရဲ့ကျန်းကျင်သူများကောင်စီ Assembly of Experts ဟာအီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကိုရွေးချယ်ဖို့အစီအစဉ်ခဲ့ပါတယ်။အီရန်နိုင်ငံရဲ့ကျန်းကျင်သူများကောင်စီဟာစစ်ပွဲဖြစ်နေချိန်မှာပဲအစစ်မြင့်ဆုံးဘာသာရေးခေါင်းဆောင်ကိုရွေးချယ်ဖို့အစီအစဉ်ခဲ့ပြီးကိုယ်စားလှယ်လောင်း6ဦးထက်မှာမိုစတာဘာခါမေနီကိုအီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အဖြစ်ရွေးချယ်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့မိုစတာဘာခါမေနီဟာအီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အဖြစ်ခန့်အပ်ခြင်းခံထားရပေမဲ့လက်ရှိအချိန်ထိလူမြင့်ကွင်းကိုထွက်ပေါ်လာခြင်းမျိုးမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်မိုစတာဘာဟာရခိုင်ရပ်ပိုင်းကပြုလုပ်ခဲ့တဲ့အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုမှာပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ကခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီးစစ်ကူတာမှုပြင်းပြင်းထန်ထန်ခံယူနေရတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။မိုစတာဘာဟာအမေရိကန်နဲ့အစ္စရေးတို့ရဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သတင်းတစ်ပတ်အတွင်းမှာပဲဖခင်အပါအဝင်မိသားစုဝင်8ဦးကိုတစ်ပတ်အတွင်းဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာပြင်းထန်တဲ့ဒဏ်ရာရထားတယ်လို့သတင်းတွေထွက်နေတဲ့မိုစတာဘာဟာအီရန်နိုင်ငံရဲ့ရှုပ်ထွေးလာတဲ့နိုင်ငံရေးနဲ့စစ်ရေးအကျပ်တဲတွေကိုကြီးလေးတဲ့မိသားစုဝမ်းနဲ့ပူဆွေးမှုများစွာနဲ့အတူဥဆောင်ဖြည့်ရှင်းရမယ့်တာဝန်ကိုအခုံးပြောင်းရယူလိုက်ပြီးဖြစ်ပါတယ်။မိုစတာဘာဟာအီရန်အစိုးရရုံးအဖွဲ့မှတာဝန်ထမ်းဆောင်ခဲ့မှုချင်းမရှိသလိုလူသိရှင်ကြားမိန့်ခွန်းပြောခြင်းမျိုးဒါမှမဟုတ်အင်တာဗျူးလုပ်ခြင်းများလှုပ်ဆောင်လေနေပါတူဖြစ်ပါတယ်။အသက်56နှစ်အရွယ်မိုစတာဘာဟာအတော်လေးအနေထိုင်တူတိတ်သူဖြစ်ပေမဲ့အီရန်နိုင်ငံရေးမှာနောက်ွယ်ကနေအတိုင်းအတာတစ်ခုထိဩဇာလွှမ်းမိုးမှုရှိတယ်လို့ကောလာဟာတာတွေလည်းထွက်ပေါ်နေတာဟာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။အယာတိုလာခါမေနီမွေးဖွားခဲ့တဲ့တာရမီ6ဦးထဲမှာဒုတိယမြောက်သားဖြစ်ပြီး1969ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့အီရန်နိုင်ငံအရှေ့မြောက်ပိုင်းမဟက်စ်မြို့ရှိရှီယာမွတ်စလင်အတိုင်းဝိုင်းမှာကြီးပြင်းလာခဲ့သူလည်းဖြစ်ပါတယ်။မိုစတာဘာဟာအီရန်နိုင်ငံတီဟီရန်မြို့မှာရှိတဲ့အလာဗီကျောင်းမှာပညာသင်ကြားခဲ့မှုသလိုအသက်18နှစ်အရွယ်မှာအီရန်နဲ့အီရတ်စစ်ပွဲအတွင်းအီရန်စစ်တပ်မှကာလာတို့ပါဝင်ခဲ့မှုလို့လည်းဖြစ်ပါတယ်။၎င်းဟာငယ်စဉ်ကလေးဘဝနဲ့လူငယ်ဘဝတွေကိုစာတက်မြို့နယ်မဟာဘတ်မြို့တွေမှာပညာသင်ကြားခဲ့ပြီးတီဟီရန်မြို့မှာအထက်တန်းပြီးဆုံးခဲ့ပါတယ်။အီရန်နိုင်ငံရဲ့တတိယမြောက်အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အဖြစ်ရွေးချယ်ခံရတဲ့မိုစတာဘာဟာ1989ခုနှစ်မှာအီရန်နဲ့အီရတ်စစ်ပွဲမှာပါဝင်ခဲ့ပြီးနောက်1999ခုနှစ်မှာရှီရိုက်ဘာသာရေးကိုပုံမလေ့လာနိုင်အောင်ရှီရိုက်ဘာသာရေးနဲ့ပတ်သက်ပြီးအဓိကအရေးပါတဲ့ကွမ်မြို့ကိုတွားရောက်ကလေ့လာသင်ယူခဲ့ပါတယ်။မိုစတာဘာဟာ2009ခုနှစ်မှာပဇီးပြည်သူစစ်ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။၎င်းဟာအင်္ဂလိပ်စာနဲ့အာရေဗီးယားဘာသာစကားကိုကျွမ်းကျင်ပြီးစိတ်ပညာဘာသာရပ်ကိုလည်းအထူးလေ့လာသင်ယူခဲ့သူလည်းဖြစ်ပါတယ်။ကွမ်မြို့မှာဘာသာရေးပညာများကိုလေ့လာသင်ယူခဲ့ပြီးနောက်မိုစတာဘာဟာအလဲအလက်အဆင့်ဘာသာရေးခေါင်းဆောင်တဦးအဖြစ်ဆက်လက်တာဝန်ယူခဲ့က2005ခုနှစ်မှာကျင်းပတဲ့သမ္မတရွေးကောက်ပွဲမှာလူထုအာရုံစိုက်မှုပထမဆုံးရရှိခဲ့ပြီးလူကြိုက်များတဲ့မာစမွတ်အာတက်ဒီနီချက်အောင်ပွဲခံနိုင်အောင်ပါဝင်ကူညီပေးခဲ့တယ်လို့လည်းဆိုကြပါတယ်။ပြုပြင်ပြောင်းလဲရေးတမှာမက်ဒီကာရူဘီကမိုစတာဘာဟာအာမတ်ဒီနီချက်အနိုင်ရအောင်ဘာသာရေးအဖွဲ့များထံငွေကြေးအကူအညီပေးမှုတွေနဲ့အတူရွေးကောက်ပွဲကိုပါဝင်ဆွတ်ဖက်ခဲ့တယ်လို့လည်းဆွဆွဲခဲ့ပူပါတယ်။ဒါအပြင်2009ခုနှစ်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေမှာလည်းမိုစတာဘာဟာမဲပေးမှုကိုဝင်ရောက်ဆွတ်ဖက်ခဲ့တယ်လို့ဆွဆွဲခံခဲ့ရပါတယ်။၎င်းဟာတဘောထားတင်မာတဲ့ဘာသာရေးခေါင်းဆောင်ဖြစ်ပြီး2009ခုနှစ်မှာအီရန်နိုင်ငံတဝင်းမှာအစိမ်းရလှုပ်ရှားမှုလို့လူသိများတဲ့ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးဆန္ဒပြသူအချို့ဟာမိုစတာဘာကိုဖခင်ရဲ့အထွတ်ထိပ်ခေါင်းဆောင်အဖြစ်စက္ကန့်နိုင်တဲ့ဆိုတဲ့အယူအဆကိုစန့်ကျင်ကြွေးကြော်နေတဲ့အတူဆန္ဒပြခဲ့ပူပါတယ်။၎င်းဟာအလွန်အမင်းရှေ့ရိုးဆွဲအဝါဒီအယူအဆကိုလက်ခံကျင့်သုံးသူဖြစ်ပြီးအမေရိကန်ပြည်ထောင်စုကိုတိမခံနိုင်တဲ့ရန်သူအဖြစ်ရှုမြင်ကပဋိပက္ခကိုပုံမဆိုးဝါးစေနိုင်ပြီးအလျှော့ပေးမှုများပြုလုပ်လိုသူမဟုတ်ကြောင်းဆိုကြပါတယ်။လေးလာသုံးတဲ့သူအများပြားကတော့မိုစတာဘာဟာအီရန်နိုင်ငံနျူကလ িয়ার လက်နက်များရရှိရေးကိုထောက်ခံသူတဦးဖြစ်ပြီးအမေရိကန်နဲ့အစ္စရေးတို့ရဲ့အနာဂတ်တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အတွက်အီရန်နိုင်ငံကိုနျူကလ িয়ার လက်နက်များရရှိအောင်အားပေးသူဖြစ်တယ်လို့ဆိုကြပါတယ်။မိုစတာဘာဟာအီရန်အထွတ်ထိပ်ခေါင်းဆောင်အဖြစ်ဆယ်စုနှစ်များစွာတာဝန်ယူခဲ့တဲ့ဖခင်ဖြစ်သူအယာတိုလာခါမေနီရဲ့အာဏာတွင်းဆက်ဝိုင်းမှာအလွန်ဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တဦးဖြစ်ပြီးဆယ်စုနှစ်နှစ်ခုနီးပါးပြည်တွင်းနဲ့ပြည်ပအခြေဆိုင်ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ဆန္ဒပြသူတွေကိုဖြိုခွင်းရမှာဆက်နွယ်ပါဝင်ခဲ့သူတို့လည်းဆိုကြပါတယ်။မိုစတာဘာခါမေနီဟာငွေကြေးများစွာကြောက်ဝချမ်းသာသူဖြစ်ပြီးပြည်သိမ်းနိုင်ငံလန်ဒန်မြို့မှာရှိတဲ့အိမ်ချမ်းမြေလုပ်ငန်းများအပြင်ဂျာမနီနဲ့အခြားနိုင်ငံတွေမှာလည်းဟိုတယ်လုပ်ငန်းများစီမံခန့်ခွဲမှုအဖွဲ့အစည်းများနဲ့လည်းဆက်နွယ်နေသူလို့သိရပါတယ်။အာဖဂန်နစ္စတန်မှာရှိတဲ့တာလီဘန်အဖွဲ့များပါလက်စတိုင်းမှာရှိတဲ့ဟာမတ်အဖွဲ့နဲ့လက်ဘနွန်မှာရှိတဲ့ဟစ်ဇ်ဘိုလာအဖွဲ့များကိုကူညီပံ့ပိုးပေးတဲ့သူတွေမှာပါဝင်တဲ့အတွက်အမေရိကန်ရဲ့ပြစ်မှတ်ထားခြင်းပိတ်ဆို့ခြင်းကိုခံရသူလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာအီရန်ခေါင်းဆောင်နေရာကိုပူပူနွေ့နွေ့အရွေးခံရတဲ့မိုစတာဘာဟာသူ့ရဲ့ဖခင်ဖြစ်သူအယာတိုလာခါမေနီအတိုင်းတဘောထားတင်းမာတဲ့
အမှားလိုက်မှုဝါဒတွေကိုဆက်လက်ကင်ဆွဲလိုက်မယ်လို့အများကမျှော်လင့်ထားပါတယ်။အီရန်ရဲ့ Revolutionary Gas IRGC နဲ့နီးကပ်တဲ့ဆက်ဆံရေးတွေရှိပြီးအနောက်နိုင်ငံများအထူးသဖြင့် US နဲ့ Israel ကိုရန်ဘက်နိုင်ငံအဖြစ်ရှုမြင်ထားပြီးတော့နိုင်ငံရေးအမြင်မှာလည်းတင်းမာတဲ့ conservative line ကိုဆက်လက်ကင်ဆွဲဖို့ရှိတယ်လို့တုံ့တက်မှုတွေလည်းရှိနေပါတယ်။မိုစတာဘာခါမေနီကစစ်ရေးလုံခြုံရေးဦးစားပေးတဲ့မူဝါဒကိုအားသာသူဖြစ်ပြီးဘာသာရေးနဲ့စစ်ရေးစံဝန်ထဲကနေထိချုပ်ချင်တဲ့မူဝါဒကိုလိုလားသူဖြစ်တယ်လို့လည်းသိရပါတယ်။၎င်းဟာ Regime Preservation စနစ်ကိုထိန်းသိမ်းထားခြင်းတဲ့သဘောမျိုးရှိပြီးIran Islamic စနစ်ကိုပြောင်းလဲမှုမလိုချင်သလိုပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုဆန္ဒပြသူတွေကိုလည်းနိုင်ငံလုံခြုံရေးဆိုင်ရာမှုအဖြစ်ရှုမြင်ထားသူဖြစ်ပါတယ်။လေးလာသူတွေကတော့အီရန်နိုင်ငံရဲ့ခေါင်းဆောင်အသစ်ဖြစ်လာတဲ့မိုစတာဘာဟာတနမတ်ရေးထက်စစ်ရေးအင်အားပြမှုနဲ့စစ်ရေးတုံ့ပြန်မှုများကိုပုံမယုံကြည်သူဖြစ်တဲ့အတွက်အရှေ့အလယ်ပိုင်းဒေသအတွင်းမှာတင်းမာမှုတွေဖြစ်လာနိုင်တယ်လို့ဆိုကြပါတယ်။အမေရိကန်နဲ့အစ္စရေးတို့အီရန်ကိုလေကြောင်းတိုက်ခိုက်ချိန်မှာမီတာစုဝင်တွေကိုဆုံးရှုံးလိုက်ရတဲ့မိုစတာဘာဟာအမေရိကန်ဥဆောင်တဲ့မဟာမိတ်နိုင်ငံတွေကပေးတဲ့ဖိအားတွေကိုခေါင်းငုံခံလိုက်မှာမဟုတ်ဘူးလို့လည်းသုံးသပ်ကြပါတယ်။ဒါအပြင်၎င်းဟာအီရန်နိုင်ငံရှင်နံရေးကိုအာမခံနိုင်ဖို့နဲ့နိုင်ငံရဲ့စီးပွားရေးအကြက်ရိုက်နေချိန်မှာနိုင်ငံကိုမမရက်တီပြနိုင်တဲ့လူမှန်နေရာမှန်ခေါင်းဆောင်ဖြစ်တဲ့ဆိုတာကိုလူထုယုံကြည်အောင်ကြိုးပမ်းရဖို့ရှိနေတယ်လို့လည်းဆိုကြပါတယ်။မိုစတာဘာခါမေနီဟာအတိတ်တမိုင်းမှာအီရန်နိုင်ငံအတွက်ဆွမ်းစက်တက်မှန်လှုပ်ထားနိုင်တဲ့ဆိုတဲ့ခေါင်းဆောင်မှုအပိုင်းကိုမပြထားတဲ့အတွက်နိုင်ငံခေါင်းဆောင်နေရာကိုအဖေကတဆင်တားကလက်လဲယူရဆိုတဲ့အမြင်လည်းရှိနေတာကြောင့်အီရန်ပြည်သူတွေရဲ့မကျေနပ်မှုထပ်မံမကြီးလာအောင်လုပ်ပြဖို့လည်းလိုအပ်ကြောင်းသုံးသပ်ကြပါတယ်။လက်ရှိအချိန်မှာအီရန်နိုင်ငံဟာအမေရိကန်ဦးဆောင်တဲ့မဟာမိတ်နိုင်ငံတွေနဲ့ပြင်းထန်တဲ့စစ်ပွဲဖြစ်ပွားနေပြီးအီရန်နိုင်ငံရဲ့ခေါင်းဆောင်အသစ်ဟာစစ်ပွဲကိုရပ်တန့်အောင်ဘယ်လိုနည်းလမ်းမျိုးတုံးမလဲဆိုတာစိတ်ဝင်စားပဲကောင်းနေပါတယ်။မိုစတာဘာခါမေနီဟာနိုင်ငံစစ်ပွဲဖြစ်ပွားနေချိန်မှာအီရန်နိုင်ငံရဲ့ခေါင်းဆောင်အသစ်အဖြစ်ရွေးချယ်ခံလိုက်ရတဲ့အတွက်နိုင်ငံနဲ့ပတ်သက်တဲ့ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံကိုပြန်လည်တည်ဆောက်ရေးအတွက်ကြီးမားတဲ့ဖိအားတွေကိုရင်ဆိုင်ရမှာဖြစ်တယ်လို့အဲ့ဒီဖိအားတွေကိုကျော်ဖြတ်နိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အမေရိကန်နဲ့အစ္စရေးနိုင်ငံတို့ကအီရန်နိုင်ငံရဲ့ခေါင်းဆောင်အသစ်ကို၎င်းတို့အလိုကျခေါင်းဆောင်မျိုးရွေးချယ်ခန့်ထားလိုပြီး၎င်းတို့နဲ့ဆက်ဆံရေးမညီနိုင်တဲ့ခေါင်းဆောင်မျိုးဆိုလို့ရှိရင်လုံးကျန်တက်ပြတ်ွယ်ရှိနေတာကြောင့်မိုစတာဘာခါမေနီဟာဗတ်ပေါင်းစုံကနေကြီးမားတဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။